တရုတ်လူမျိုးတွေလုံးဝမကြိုက်တဲ့လက်ဆောင်၅မျိုးကြောင်းဒီနေ့ပြပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါတရုတ်တွေနဲ့ကျွန်တော်တို့အလုပ်လုပ်တယ်ကျွန်တော်တို့communicate လုပ်တဲ့အခါမှာတရုတ်ဘာသာစကားတစ်ခုတည်းအရေးကြီးတာမဟုတ်ဘူးသူတို့ရဲ့ culture တွေကိုသိဖို့လည်းလိုအပ်တယ်တရုတ်တွေမှာနော်လက်ဆောင်ပေးတဲ့အခါမှာမကြိုက်တဲ့လက်ဆောင်၅မျိုးရှိတယ်အဲ့ဒါဘာတွေလဲဆိုတော့နံပါတ်1ကကျတော့နာယီဖြစ်ပါတယ်နာယီရဲ့အတန်ထွက်ကကျတော့ကျုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့ဒါဆိုတော့စုံတီလက်ဆောင်ပေးတာပေါ့နော်အဲ့ဒါဆိုတော့စုံကျုံးဆိုလို့ရှိရင်သူ့ရဲ့အတန်ထွက်ကနာရေးပို့တယ်အတူပါပို့တယ်ဆိုတော့စကလုံးနဲ့အတန်ထွက်ခြင်းဆင်ပါတယ်အဲ့ဒါကြောင့်သူကဒီနာယီပေးတဲ့ဟာကိုလုံးဝမကြိုက်ပါဘူးနောက်တစ်ခုကကြတော့ဖနက်လက်ဆောင်ပေးတာမကြိုက်ပါဘူးဖနက်တီသူ့ရဲ့အတန်ထွက်တီ share ဆိုပြီးဖြစ်ပါတယ် share ဆိုတာကျတော့မကောင်းတဲ့အတိတ်နမိတ်တွေကို share ဆိုပြီးတော့လည်းခေါ်ပါတယ်အဲဒါကြောင့်အတန်ထွက်ချင်းတူတဲ့အတွက်ကြောင့်ဒီဖက်နှက်ပေးတာကိုလည်းသူတို့လုံးဝမကြိုက်ပါဘူးနောက်တစ်မျိုးကကြတော့ tea ပေးတာမကြိုက်ပါဘူး tea ရဲ့အတန်ထွက်ကဆန်လို့ခေါ်ပါတယ်အဲဒါဆိုတော့သူ့ရဲ့အတန်ထွက်ဒီဆန်ခွဲခွာခြင်းကွဲခွာခြင်းဆိုရက်เนาะပျက်စီးခြင်းဆိုရက်ဒီဆန်ဆိုရက်အဲဒီအတန်ထွက်နဲ့တွားပြီးတော့တူတဲ့အတွက်ကြောင့်ဒီ tea ပေးတာကိုလည်းလုံးဝလက်မခံပါဘူးနောက်တစ်ခုကကြတော့လေးကနန်းပေးရင်လုံးဝမရပါဘူးလေးကနန်းကိုအသုံးမပြုတာများပါတယ်စစ်ဆိုရက်လေးကနန်းကိုသူကဘာနဲ့အတန်ထွက်တူလဲဆိုတော့စစ်တေတီဆိုရက်အတန်ထွက်နဲ့တွားပြီးတော့ဆင်တာပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီကနန်းကိုလည်းသူတို့ကပေးတာလုံးဝမကြိုက်ပါဘူးခင်ဗျာပြီးသွားလို့ရှိရင်နောက်တစ်ခုကကျတော့အဖြူရောင်ပန်းတွေကိုပေးတာမကြိုက်ပါဘူးခန္ဓာမှာအဖြူဝင်ကြီးတွေပါတယ်နော်အဲ့လိုမျိုးကြီးတွေပေးရင်လုံးဝမကြိုက်ပါဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးအဖြူရောင်ပန်းပွင့်ကြီးတွေကကြတော့တရုတ်တွေရဲ့နာရီတွေမှာအများဆုံးအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးအဖြူရောင်ပန်းတွေပေးတာကိုလည်းလုံးဝမကြိုက်ပါဘူးခင်ဗျာအဲ့ဒါဆိုတော့တရုတ်တွေကိုလက်ဆောင်ပေးရင်မကြိုက်တဲ့လက်ဆောင်၅မျိုးရှိပါတယ်ခုနကတော့ပြောထားတယ်နာယီပေးရင်မကြိုက်ပါဘူးဖက်နှက်ပေးရင်မကြိုက်ပါဘူးထီးပေးရင်မကြိုက်ပါဘူးပြီးတော့လေးကနန်းပေးရင်မကြိုက်ပါဘူးပြီးတော့အဖြူရောင်ပန်းပွင့်လေးပေးရင်မကြိုက်ပါဘူးခင်ဗျာအဲ့ဒါဆိုတော့ကိုကမသိခင်မှာเนาะဒီဟာတွေမသိခင်မှာကိုကလက်ဆောင်မှားပေးမိတာမျိုးရှိလားရှိရဆိုလို့ရှိရင်ဘယ်လိုမျိုးကိုကဘယ်လိုမျိုးကြုံတွေ့ခဲ့ရလဲကိုကဘယ်လိုမျိုးမှားပေးခဲ့ဘူးလဲအဲ့ဒါကိုရဲ့အတွေ့အကြုံလေးတွေရှိတယ်ဆိုလို့ရှိရင် comment box မှာပြပေးခဲ့လို့ရပါတယ်ခင်ဗျာမျက်နှာနည်းနည်းပြောင်နေတာကျတော့အိတ်ခမ်းဒီ skin care ထားလို့ပါခင်ဗျာအဲဆိုတော့နောက်ထပ်သိချင်တဲ့တရုတ်ဗဟုသုတလေးတွေရှိလို့ရှိရင်လည်းကျွန်တော်တို့ comment box မှာမေးခဲ့လို့ရပါတယ်ကျွန်တော်သိသလောက်ပြန်ဖြေပေးပါမယ်ခင်ဗျာအဲဆိုတော့ပြီးတော့ကျွန်တော်တို့သင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့သင်တန်းက Phoenix Chinese and English Classroom မှာဖုန်းနံပါတ်က3999 266 လေးဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်